ဒီသတင်းကတော့အားလုံးတော်တော်စောင့်မျှော်နေပြီးတော့မှစိတ်ဝင်စားနေကြတဲ့သတင်း CBS Evening News ကရဲ့ဖော်ပြချက်ရပါတော့ပြီးတော့ကျွန်မရဲ့အကောင့်ဟောင်းမှာလည်းပြောခဲ့တယ်ဒေါ်နယ်ထရန့်ကနေပြီးတော့မှဒီသူတို့ရဲ့ဗီနီဇိုလာကိုမွေးစေဝတ်တင်လာတဲ့လေတွေကိုနှိမ်နှင်းနေတာလေပြီးတော့သူကဖြည်းဖြည်းနဲ့နှိမ်နှင်းမှုတွေစိတ်လာတယ်ပြီးတော့နေပြင်းဒီလိုကျွန်မစာတန်းနဲ့ပဲထိုးလိုက်မယ်ဘာလို့ကျွန်မရဲ့အကောင့်ကိုအတန်ကြောက်တာတို့ပြီးတော့ကျမရဲ့အကောင့်ကိုတတိပေးတာတို့တရက်မှာတပုတ်ပဲတင်ရမယ်နှစ်ပုတ်ပဲတင်ရမယ်ဆိုတဲ့ဟာမျိုးတွေဖြစ်လာတဲ့အတွက်ကြောင့်မလို့ကျမကအခုဆိုရင်စကားပြောနေနေဆင်ချင်လိုက်တယ်ပေါ့နော်မနေ့ညမှာဗီနီဇိုလာကိုမြေပြင်ဒီလိုစတင်လိုက်တယ်နော်ပြီးတော့မှထပ်ပြီးတော့မှလည်းဒေါ်နယ်ထရန့်ကဆိုရှယ်မီဒီယာဘင်ဂျမင်နေတန်ယာဟုနဲ့တွေ့ဆုံတဲ့အချိန်မှာစကားပြောနေရင်းနဲ့မှအဲ့ဒါပြောပြီးတဲ့နောက်မှာရီပိုတာတွေဂျာနယ်လစ်တွေကသူ့မေးတယ်ဗီနီဇိုလာကိုတဲ့မြေပြင်ဒီလိုအဲ့ဒါဟုတ်သလားတဲ့ဆိုဟုတ်တယ်တဲ့ကျွန်တော်ညွှန်ကြားထားတာတဲ့လုံနေပြီလေတဲ့သူတို့ကတော့ခန္ဓာတွေတက်ပါတီတွေတက်ညူရက်ပွဲတွေလုပ်နေဒါပေမဲ့ဟိုမှာနော်မြေပြင်ကိုပထမဆုံးဒီလိုဝင်နေပြီနော်အဲ့ဒါလေးတွေကိုကျွန်မ sharing လုပ်ချင်ဖြစ်ပါတယ်ထပ်ပြီးတော့မှကျွန်မသတင်းတွေထပ်တက်လာမယ်ဆိုလို့ရှိရင်လည်းကျွန်မပြောတတ်တဲ့တို့ပြောသလိုလည်းနဲ့တော့ရဲ့ account ကိုကျွန်မသူ့ရဲ့ guideline နဲ့ညီအောင်အားလုံးကို sharing လုပ်သွားပါမယ်ကျွန်မကိုရွက်တယ်လို့စောင်းတယ်လို့နဲ့ Venezuela ကိုတဲ့တော့ကြိုက်တော့မယ်လို့ပြောတာတဲ့တလားကြော်နေပြီလေဆိုပြီးမိတ်ရွက်ပြီးမေးနေကြတဲ့လူတွေသူတို့ Venezuela ကိုလေတွေပေါ်မှာနှိမ့်နေနေတာနှိမ့်တိုင်းနေတာဟုတ်တယ်နော်ဒါပေမဲ့လည်းမြေပြင်တော့မနေ့ညမှာပထမဆုံးဒီလိုဝင်လိုက်ပါပြီအဲ့ဒါတော့ကျွန်မ official ပြောရတယ်ပေါ့နော်ဗာကဘာ official တဲ့တင်ရတယ်လဲသူတို့ဖော်ပြချက်ရပေါ့နော်အဲ့လိုထက်ဆွဲပြီးဖော်ပြချင်ပါတယ်ကဘာတဲ့နေစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်မရဲ့အခင်းအနန္နာအကောင့်ကိုအပေါင်းမနေရသေးရင်အပေါင်းနဲ့နေပြီးတော့မှသူများလည်းမြင်စေချင်နေဆိုရင် share ပေးကြပါအားလုံးပဲအဆင်ပြေကြပါစေ bye bye